မင်းညထားနော်တွေ့မဲတလာဝဲကျွန်တော်တို့ဆက်ခါကြီးတလာဝဲဆက်ခါကြီးရမ်းမိုက်တယ်တောင်းသားဘူးတက်လိုက်တယ်မီးဆောင်တွေကားနော်တွေ့ဟုတ်တယ်ဒါကျတော့ဘာလို့ခေါ်လဲဆိုတော့ဒါပေါ်လာနေလို့ခေါ်တယ်ညင်းနဲ့ပေါ်လာဒီဘေးတွေကကားနော်အဲ့ဒါလေးပြန်ပြင်နော်ပြန်ကြည့်မလားကြည့်လားစပင်ညက်တဲ့နေရာမှာပုံတင်နေမရှိတပည့်ကြိုက်တဲ့စိတ်ကူးတိုင်းကိုပုံပေါ်ပြီးညက်ခွင့်ရှိတယ်။ဒါပေမဲ့တူတူရှိရှိညီဖို့တော့လိုတယ်နော်ဒီထစ်လေးတွေတော့ဒီဓာလေးကားတာလေးတော့နည်းရုံနေလိုက်အောင်ညက်ပါဒါလေးမဆိုးပါဘူးနော်ငကိုတွေကလည်းဘာယုံမှမပေါ့ဘူးမင်းညက်တာလည်းဘာယုံမှထပ်မပေါ့ဘူးနော်အဲကြောင်းလေးသိနေနော်အများကြီးမဟုတ်ဘူးနည်းနည်းပဲတော့တနန်းစမ်းမရှိတော့ရိုင်းနဲ့တူလို့မရဘူးနော်ဒီနည်းသိနေတယ်ဒီမဲ့ဒီချမ်းလုံးသိနေတယ်မထူးတော့ရုပ်ထွက်လေးကြည့်ကောင်းညနော်ဟုတ်လားနော်ခုနကတော့ဒီရှင်လို့အိုးပင်းလေးနဲ့ဒါလေးနဲ့သိလိုက်ဟုတ်အထီးလေးပါတော့ကြောက်နော်ဒီရက်ထပ်ပြီးတော့လည်းမဖြီးနေတော့ဘာလို့သူကသမီးကြီးမျက်နှာရဲ့ရှည်လေးမျိုးကြီးဖြစ်နေနော်ဒီဘက်လည်းအဲ့လိုပဲဇောင်းလေးပဲသိနေဒီဘက်လည်းဇောင်းကြီးနေပါဖြစ်တယ်ကားတယ်ဇောင်းကားတာတို့ပဲဓာကြီးတွေထစ်နေတာပေါ့ဓာကြီးတွေထစ်နေတာပေါ့ဓာကြီးတွေထစ်အဲ့ပြဿနာရှိတယ်ဟုတ်လားအဲ့ဇောင်းကြီးနှိုက်နေတယ်ဇောင်းကြီးရန်ကားနည်းနည်းပဲပြေတော့နော်နော်မြင်ရတယ်နော်ဒါလေးနဲ့တင်လိုက်တဲ့ခါကျဘာပဲသူ့အတူပါဆိုရတယ်ဒီဘောဒီကြည့်ကောင်းနော်ကောင်းပူလာလေးနည်းနည်းရှော့အဲ့မင်းတို့ခါကြရင်ဆရာပြောမှာအဲ့လိုသမင်းအမဲတွေကိုကြည့်တဲ့ခါပါလေဒါလို့ပူလာလေးချိုက်လာတယ်ကြည့်မရဘူးပေါင်လာလေးအုပ်ကြည့်ပြရဆရာခဏပြောသေးရအဲ့ပေါင်လာလေးအုပ်ကြည့်တဲ့စတိုင်ကတော့ဆရာတို့ဒါဟုတ်အရင်ခေတ်တော့လောင်းလောင်းဘိုးဘောသမင်းရဲ့ဆရာကြီးကြည့်တဲ့စတိုင်နော်ပေါင်လာလေးတော့ပေါ်လုံးလေးကိုတင်လိုက်နော်တင်လိုက်ဒီမှာဒီလိုလေးရိုက်တယ်မြင်လားနော်အဲ့ဒါဆိုမပူလာထိတာဒီမှာကြည့်အဲ့မှာမင်းအကုန်ပေါ်လာမြင်လားမချိုင်နေတယ်ဒီမှာချိုင်နေတယ်ဒီမှာပူနေတွေ့လားတွေ့တယ်ဒီမှာတွေ့လားအဲ့ဒါလေးအကုန်ပေါ်အဲ့ဒါလေးကိုလိုက်ပြီးညှိလို့ရှိရင်ရတယ်အဲ့ဒါလေးညှိလေရတယ်ဒီဘက်လည်းဆိုင်ရကြမယ်ဒါလုံးဝမျက်လုံးမကောင်းဘူးဆိုပြောတော့နော်သူမျက်မှန်တက်ပြီးစပင်းညက်နေတယ်ဟာစပင်းညက်ဆရာကြီးတို့မျက်မှန်တက်ပြီးညက်နေတယ်တင်တက်တဲ့ကလေးတွေဒီမှာမြင်လားအဲ့မှာပဲပါညီလည်းမညူးပါဖြစ်လားအဲ့ကြောင့်မှကိုကအဲ့မှာမညီတဲ့နေရာလေးလိုက်ပြီးတော့ချိန်ယူမယ်